ကျွန်တော်အမျိုးသမီးကလည်းသူ့အိမ်ကထွက်လာတော့ကသူကအရန်ပြည့်စုံတာသူကလေသူအဖေတို့ကပတ်စံရှိတဲ့အတိုင်းဝိုင်းကဆိုတော့ဩငါသမီးလေးသူများနောက်လိုက်သွားပြီဆိုတော့မျက်နှာမငယ်ရလေအောင်ဆိုပြီးဆွဲကြိုးတွေဝယ်ပြီးတက်ပေးလိုက်တယ်လက်ကောက်တွေတက်ပေးလိုက်တယ်ငကတ်တွေတက်ပေးလိုက်တယ်လက်စွပ်တွေနဲ့ဟာအပြည့်အစုံပဲမသိရင်အဲကုတုပြီကနေအေးတလလိုမျိုးတွေထွက်လာတော့ရွှေတွေငွေတွေတိုးတဲ့နဲ့ထွက်လာတော့အဲ့ပုံစံထွက်လာတာသူကဒါပေမဲ့ကျွန်တော်နဲ့လည်းနေရောဆွဲကြိုးတွေတပြေးပြေးချီဆောင်ခြင်းပါတော့လေသူကနော်အဲ့ဆွဲကြိုးချီဆောင်ခြင်းပါတော့လည်းဘာကြောင့်လဲဆိုတော့ကျွန်တော်ကတရက်မှာအင်္ဂလိပ်သွားဖို့အတွက်ယုံကြည်သူအိမ်မှာဆိုင်ကယ်သွားငါသူယောက်ျားငါပြီးတယ်ငါပြီးတော့ယူသွားပြန်လာတော့သူ့မိမသူ့စူနေတာနင်တို့ဘာလဲနော်ဒီဆိုင်ကယ်တစ်စီးလေးတောင်မှနင်တို့ဖခင်ကမတတ်နိုင်ဘူးလားဟာသူကလည်းပြောတာနော်အင်္ဂလိပ်သူပြောတော့ဖခင်လို့လုံနေတာပြောတာလေဖခင်တခင်ကသူ့ဆိုင်ကယ်မစီးလဲနွားစီးဖို့တဲ့သူကလည်းပြောသွားတာအရေးတဲ့အရှိမလည်းမရှောင်အေးကွာနောက်ခါတော့ငါလည်းမငားတော့ဘူးကွာအဲ့လောက်ထိပြောတာပြောကြွေးတာတော့နော်အမှုတော်ဆောင်ကနွားစီးပြီးသွားရမယ်ဆိုတော့ဒါနဲ့ကျွန်တော်အမျိုးသမီးကသူကစိတ်မကောင်းဖြစ်တယ်စိတ်မကောင်းဖြစ်တော့လေဆိုင်ကယ်ဝယ်လိုက်ပါလားတဲ့ကျွန်တော်လည်းဘယ်ဟာပတ်စံနဲ့ဝယ်ရမှာလဲဆိုတော့သူ့ရဲ့ဆွဲကြိုးဖြုတ်ရအောင်သူကအဲ့လိုပြောတော့ကျွန်တော်မယောင်းပါနဲ့နော်ဖះလူကိုယူထားရင်ဖះကျွေးလိုက်မယ်ကျွန်တော်လည်းအပြောရမ်းကောင်းတာသူကအဲ့လိုနော်အရင်တုန်းကကွာစဉ်းစားကြည့်ငါတယောက်တန်းနေတော့လည်းဖះကျွေးတယ်အခု2ယောက်စာရှိတော့လည်းဖះကျွေးတာပဲဆက်ပြီးမှလည်းဖះကျွေးမှာပဲသူ့ခွန်အားပေးလိုက်တယ်ဒါပေမဲ့ဘယ်ကနေဝယ်ရမှန်းလည်းမသိဘူးလို့ကနောက်ရက်အဲ့ဒါခီးလေးပါလေးသူကပြန်လာတော့ဟာကျေးဇူးတော်ပဲအိမ်မှာဆိုင်ကယ်တစ်စီးရောက်နေတော့ဒါဘလို့ဆိုင်ကယ်လဲတဲ့ကျွန်တော်မေးတော့ကျွန်တော်မျိုးတင်တယ်နင်းဆိုင်ကယ်ပဲလေဆိုအရန်ပျော်သွားဆိုင်ကယ်ပေါ်တက်စီးပါညာဘယ်လိုဝယ်လိုက်တာလဲဆိုဆွဲကြိုးဖြုတ်ရောင်းပြီးဝယ်လိုက်တာဟေးတဲ့သူကလို့ပြောကျွန်တော်လည်းစိတ်မကောင်းဘူးနော်နေရလည်းမဝယ်နဲ့လို့ပြောဒါမဲ့လည်းစီးပါတယ်ကျွန်တော်စိတ်မကောင်းလဲဒါပဲရှိတာဟိုမစီးလို့ရမလားမစီးလည်းသူ့စေတနာစော်ကားတယ်ပြောဦးမယ်လေဘုရားကောင်းကြောင်းပြောငါရဲ့သက်တာကိုကြည့်လိုက်လို့ရှင်ဘုရားကောင်းမြတ်ခြင်းကြောင့်နဲ့တူတာဘာမှမရှိအိမ်ပိုင်လည်းမရှိအိမ်နဲ့တူတာဆိုလို့အစာအိမ်ပဲရှိအဲ့ဒီအစာအိမ်ကလည်းအချင်းတွေကမကောင်းတစ်ခါကြားလို့ရှင်ခက်ခဲနော်ညဥ်ရံလေလွယ်ဦးဒါပေမဲ့ဝန်ခံတာတော့အမြဲတမ်းနော်ယေရှုနာမ၌အောင်မြင်ပြီယေရှုနာမ၌ကြွယ်ဝပြီဝန်ခံတယ်အကျော်ပါထောင်အောင်ဝန်ခံတာဘာမှမထူးလာဘူးလို့ဒါနဲ့တည့်ရကြတော့ဖာကန်ကိုအင်္ဂလိပ်သွားမယ်တဲ့လိုက်ခဲတဲ့ကျွန်တော်လူတယောက်ကခေါ်တယ်ဆရာတယောက်ကခေါ်တော့ကျွန်တော်ပြောတယ်လိုက်တော့လိုက်ချင်ပါတယ်ဒါပေမဲ့လည်းနော်ကျွန်တော်မှဆရာလည်းမြင်တဲ့အတိုင်းပဲမိသားစုရှိလိုက်လို့အဆင်မပြေဘူးဟာသူအပြည့်ဝတာဝန်ယူမယ်တဲ့တခုပဲတဲ့ကျွန်တော်ရဲ့ဆိုင်ကယ်လေးနဲ့လိုက်ခဲ့ပါဖာကန်လန်ကအရန်ကြမ်းတာအဲ့ချိန်မှာလေဘယ်နှကိုရီးယားမှာဆိုင်ကယ်ကမောင်းလိုက်ရင်တန်ဆုံတီးဝိုင်းထွက်နေတာသူကအဲ့ဒါဆိုဒီဆိုင်ကယ်နဲ့တော့ဘလို့အဆင်ပြေမလဲမင်းကလေကဖြစ်ဖြစ်ချင်းမောင်းသွားမှာပေါ့တဲ့သူကလည်းပြန်ပြောအေးကွာနော်ဝယ်တော့ကလည်းအင်္ဂလိပ်အတွက်ဆိုပြီးမှနော်ဝယ်သွားတာဟဲ့အောင်ဖြစ်ဖြစ်တော့မောင်းတော့လို့ဒါငါမိမဆွဲကြိုးကြီးကွာမင်းကလည်းသူပြောရတယ်တဲ့သူဖြစ်ဖြစ်မောင်းမယ်ကျွန်တော်ဖာကန်သွားရောက်သွားတယ်ကျေးဇူးတော်ပဲဟိုမှာအင်္ဂလိပ်တွေဘာတွေဟောယေရှုကယ်တင်ခြင်းကြောင့်တွေဟောပေါ့အဲ့နဲ့ပြန်လာအိမ်ပြန်ရောက်လာတယ်ကျေးဇူးတော်ပဲနော်အိမ်ပြန်ရောက်လာဆိုင်ကယ်လေးကိုအထဲထိုးအိမ်မှာမိသားစုနဲ့ဖျက်ကြည့်သမီးလေးကနေမကောင်းဖြစ်သူနဲ့တုတ်ကွေးဖြစ်တာအချင်းဖြစ်မှာပေါ့ရေထဲမှာနေရတာဟုတ်ကျွန်တော်တို့ကအဲ့တော့သူနဲ့တုတ်ကွေးဖြစ်တော့စေခံပြဖို့အတွက်ငွေကြီးရမရှိဒါနဲ့နော်ကျွန်တော်ရဲ့မယုံကြည်သူတွေစီမှာတွားရတော့ချိန်ငါတန်တေးတော့မှပဲဘုရားတင်ကောင်းမြတ်ခြင်းကြောင့်ပြောထားတာအခုပတ်စံလာချီတော့ तू ကလည်းတမျိုးကြီးကြည့်တယ်ကျွန်တော်ဘာတော့ဟာပြောတော့ဘုရားတခင်ရဲ့ကောင်းမြတ်တယ်ပြန်ပေးမှာပါဘယ်ချိန်ပြန်ပေးမလဲဆိုဘုရားတခင်ကောင်းချီးပေးတဲ့ချိန်ပြန်ပေးမယ်သူလည်းမယုံရဲဘူးသိလားအေးတဲ့နင်ပြောတော့တော့ငါလည်းမချီးပေးရဲဘူးတဲ့ဘာလို့ဆိုနင်ငါ့ကိုပြန်မဆက်နိုင်ဘူးဆိုတာသိတဲ့အတွက်ကြောင့်ရော့တယ်မချီးဘူးတဲ့ပေးလိုက်မယ်တဲ့ဒီချိန်မှာနင်ကငါ့ကိုကြိုက်တာပြောဟိုဖះနဲ့မမှန်လို့စင်ကြိုက်တာပြောကွာဟိုမှာငါတမီစေးုံတင်ရမှာမြန်ပေးပေါ့ယူသွားစေးခန်းသွားဟာပတ်စံမလောက်လူကလေလက်ပါတုံတယ်အဲ့ချိန်မှာပတ်စံရှင်းရတော့ဆရာဝန်ကဟွာဝယ်ခိုင်းဒီဟာခိုင်းစီးရလည်းမနေဘူးတစ်ဖက်မှာတမီကျွန်တော်တမီအရင်ကြီးလမ်းဘေးကောက်မွေးစားရတာမဟုတ်ဘူးခံစားတာပေါ့အဲ့တော့အတူတော့အမဆရာဝန်ကသူ့စေးထိုးတော့တမီကလည်းငိုသူ့အမေကျွန်တော်မိမအရက်နှလုံးသားမာတယ်မျက်ရည်တစ်စက်မကြောက်ကျွန်တော်ကငိုလိုက်ငိုတယ်ကလေးနဲ့ဘေးကဆရာဝန်ကကြည့်ပြီးတော့ရည်တယ်ဘာတွေလဲဟောအတိဦးလေတော့သမီးငိုတော့ကျွန်တော်လည်းငိုတာပေါ့အဲ့တော့မရအေးစေးပဲပြောတယ်နေရလေတဲ့ဘာမှမဖြစ်ဘူးပြောထားပြီလေတဲ့အဆင်ပြေနေကောင်းတော့မှပဲသူတို့နေကောင်းတာနောက်မှဒီမှာခံစားတာကအရင်အော်တကယ်နှလုံးသားမာတယ်သူမငိုဒါနဲ့နော်တောင်းငင်ုံကြည့်ဆုတောင်းတယ်ဘုရားသခင်
ဘုရားတကယ်ရောရှိရဲ့လားဘုရားအကြောင်းပြောနေပြီမှာတကယ်ရောရှိရဲ့လားဘာကြောင့်လဲဆိုညဦးရဲ့ညနက်နေတော့ဘာမှမမြင်နိုင်တော့ဘူးလို့ဘုရားကောင်းတယ်သွားစမ်းပါနော်ညတို့ပဲကောင်းနေကြဒီမှာငါမတယုံတမယ်ပဲသွားနေတာဘယ်အချိန်ကိုဖြတ်ကျော်နေရတာလဲညဦးရန်ကြီးကိုဖြတ်ကျော်နေရတာမလွယ်ဘူးဒါနဲ့သမီးလေးကိုဆေးရုံကနေပြန်ဆင်းအိမ်ရောက်တော့ဖားကတ်မှာအင်္ဂလိပ်ဟောတဲ့အချိန်လူတယောက်ခွန်အားရသွားတယ်တဲ့ဒါပေမဲ့သူကဖားကတ်မှာမပြောမြစ်ကျနာရအောင်မှကျွန်တော်ပြန်လာရှာတယ်သူကလေပြန်လာရှာကျွန်တော်အိမ်ကိုသူဘယ်လိုစုံစမ်းလဲမသိဘူးရောက်လာရောဖားကတ်မှာတော့ကမနှုတ်ဆက်လိုက်ရလို့အခုလာနှုတ်ဆက်တာအေးလေနှုတ်ဆက်တာဟုတ်ပြီပေါ့အဲ့ဒါအင်္ဂလိပ်တွေတွားနေရလို့ကြားတယ်အေးတွားတယ်ပုံမှန်ပဲအဲ့ဒါအနှဲငယ်လောက်ပါဝင်ခြင်းလို့ဆိုရတာပေါ့နော်ပါဝင်ခြင်းအရန်ပျော်တာတည်းညနာတခါနဲ့ရွက်သက်ချိတ်တော့မယ်ပါစက်ကြီးပါဝင်တော့ပဲကျွန်တော်လက်လေးကိုကာရင်သူကတော့လာထည့်ပြီကျွန်တော်ထည့်ဒီတော့ငါဘာလုပ်ရမှာလဲအဲ့ဒါကားတော့တဲ့အေးဝင်ကလေးအတွက်ကားတစ်စီးပါဝင်တာသူကကျွန်တော်စိတ်ညစ်တယ်ဘာလို့လဲသိလားကားထည့်ဖို့စီမရှိဘူးသူပြောတာအင်္ဂလိပ်မှာပဲတုံမိသားစုတော့ပဲတုံကွာတိုးထီလို့ကိုပါဝင်တာဘလို့တုံဟာဒါနဲ့ရမ်းပြောကာတော်လေးကာကျေးဇူးတော်ချီးမွမ်းတယ်သူ့လည်းဆုတောင်းပေးတယ်လာအခုဆုတောင်းပေးမယ်သူဆုတောင်းခံတဲ့ဥစားနည်းနည်းပဲကိုအများကြီးပေးထားဆိုတော့ तू မခံတာတွေရောအကုန်စောင်းပေးလိုက်တယ် तू လူပြိုကြီးလားအိမ်ထောင်တယ်လားလည်းမသိဘူးအိုးအကုန်လုံးတမိတာဆုလုံးနဲ့ခြုံငုံပြီးတောင်းပေးလိုက်တယ်သူလည်းဝန်တာပြီးပြန်တော့ဒါနဲ့ကျွန်တော်လည်းကာတော်လေးကာကျေးဇူးတော်ချီးမွမ်းလို့မပြီးသေးဘူးရင်ဘတ်ထဲမှာဘာခံစားရလဲဆိုတော့ဒါမင်းဥစ္စာမဟုတ်ဘူးတဲ့ဟာလူခံစားရရောလူကလေဒါနဲ့အော်စိတ်ထင်လို့နေမှာမညာအိအဲ့ဒါလိုပဲပြန်ခံစားရတယ်မင်းဥစ္စာမဟုတ်ဘူးဆိုဘာလဲငါဥစ္စာမဟုတ်ငါလက်ကြီးကိုကိုင်ငါလက်ထဲကိုဖတ်ဆိုထည့်သွားတာလေငါဥစ္စာမဟုတ်ဘတို့ဟာလေဖះကလည်းလှုပ်ပြီကွာဒါ2ရက်လောက်နေတဲ့အခါကျတော့ကျွန်တော်ကဆုတောင်းပြီဖះတခင်ဟုတ်ပြီကွာလို့ကျွန်တော်ဥစ္စာမဟုတ်ဘူးဆိုပြီးမှဖះတခင်ကတတ်မှတ်လို့ရှင်နောက်ရက်ပိုင်ရှင်အစ်စ်မှန်ကိုကျွန်တော်အိမ်ကိုပို့လိုက်ကျွန်တော်လဲတယ်ကျွန်တော်အိမ်ဘယ်သူမှမသိဘူးတော့နာကြောင်ကြားပေါ့နော်ကျွန်တော်လဲလူလဲကြိုက်မှဖះကိုဆုတောင်းလိုက်တာဒါပေမဲ့ဖះကကျွန်တော်ထပ်ပို့လဲတာပေါ့သူကလေဆုတောင်းပြီးနောက်ရက်မနေ့ခွက်ထိုင်းနေယူနော်မစီးနိုင်တဲ့ကားလေးကိုရေလေးဖြန်းဖုံလေးတုပ်ကျေးဇူးတော်ချီးမွမ်းအိမ်ထဲပြန်ဝင်မကြပါဘူးခဏတအောက်ကြတဲ့ခါမှာအင်္ဂလိပ်ဆရာတယောက်အိမ်ကိုရောက်ချလာရောသူကဘာပြောလဲဆိုတော့ညီကိုတဲ့ဆုတောင်းပေးအောင်တဲ့ဘာဆုတောင်းပေးရမှာလဲအင်္ဂလိပ်သွားဖို့အတွက်ကားလိုတယ်သူကလည်းလာရတော့ပြောကျွန်တော်လည်းချက်ချင်းအထင်းမှာဘာခံစားရလဲဆိုတော့ပေးလိုက်ဒါပေမဲ့ကျွန်တော်ခေါင်းပါတယ်မပေးဘူးအဲ့တော့ပဲကြိုင်နာပါချောင်းလေဒီမှာခဏလောက်ပျော်မလို့ပဲရှိတာခဏတော့ပေးမပျော်ဘူးလားပြောချင်တာဒီကားယူကြိုင်ထားပေးမပျော်ဘူးလားခဏလေးပေးလိုက်ဆိုမပေးဘူးကျွန်တော်လည်းခေါင်းပါတယ်ဟုတ်ပြီဆရာဆွတ်တောင်းပေးနေမယ်နော် God bless you ကျွန်တော်အပြင်သွားဆရာရှိလို့သူကလည်းထားပေါက်တယ်အေးပြန်တော့မယ်တဲ့တကယ်တော့မောင်းထုတ်တာဒါနဲ့သူပြန်သွားရင်ထဲကမကောင်းဘူးကွာဘုရားစကားကိုနားမထောင်တကယ်ရင်ထဲကမကောင်းဘူးနော်ဘလို့မကောင်းမှမသိဘူးအတဲခွဲရတဲ့ဆိုးတယ်ပေါ့ပြောချင်တာအတဲခွဲရတဲ့ဆိုးတယ်နော်အဲဒါကြောင့်မလို့ရီးစားနဲ့ကွဲမှအတဲကွဲတာမဟုတ်ဘူးတိလားဘုရားစကားကိုနားမထောင်ပြီးတဲ့နေ့ဆိုကျွန်တော်အတဲကွဲတယ်တိလားဘာလို့လိုအောင်မသိမပြောဟိုတယောက်နဲ့စကားပြောလဲအစင်မပြေဒီတယောက်နဲ့စကားပြောလဲဘာဒီမှန်းကိုမသိဘူးဘုရားစကားကိုနားမထောင်တဲ့နေ့အရင်တည်းမှမပြောဒါနဲ့ညရောက်တော့တိုင်ပင်တယ်မိမကြီးဒါဒီကားလေးကိုတွားရအောင်လို့ရှိရင်340လောက်ရရင်20ကိုအင်္ဂလိပ်အတွက်တော့10ကိုကြတော့ငယ်ဆုံးတော့လူအတွက်တော့ကျန်တဲ့10ကိုငါတို့မိသားစုသုံးလို့ရတယ်လीနော်သူပြောပြတယ်သူကလည်းနင်လှုပ်ရင်လှုပ်ပေါ်တဲ့အမေအမှုတော်ဆောင်ကအမှုတော်မဆောင်တဲ့သူကိုပြန်ပြောပြတာအမှုတော်မဆောင်တဲ့သူကပြန်တွန်းတင်နေတာကိုဟာနဲ့မပြောအဲ့လိုလည်းမလုပ်ရဘူးနော်ဘာလို့လဲဆိုဖခင်တဲ့ခင်ကသူအလိုရှိတဲ့ဥစ္စာကိုကျွန်တော်တို့ကဝန်ခံရမှာလीနော်မပြောတော့မနှက်ခင်ကြတော့ကွာအေးဟုတ်ပြီကွာငါဆုံးဖြတ်ချက်ချလိုက်တော့မယ်ကွာမနှက်ပြန်အိုက်စီအောင်ငါတွားပေးလိုက်တော့မယ်ဒီကအေးတွားပေးလိုက်ဘာမှမပူနဲ့ရင်ထဲမှာလုံးဝမကောင်းငါရဲ့ညာရကြာလိုက်တာပြီးတော်တော်ပြင်းထန်တယ်နော်တကောင်ရဲ့အချိန်မှာပိုးဆုံးကျူးလေးမြင်လိုက်ဆိုအရန်လင်းတယ်နော်အခုကပိုးဆုံးကျူးလို့မြင်တော့မရှိတယ်ပြန်ပြောက်သွားပိုးဆုံးကျူးလေးကျွန်တော်မှမနှက်ခင်ကျန်းစာဖက်ဘယ်ကျမ်းပိုင်းမှခွန်အားမရဘလို့ဖက်နှခမ်းသုံးခမ်းဖက်ဘယ်ကျမ်းမှခွန်အားမရခွိုက်ထိုင်းရေးမယ်ဆိုရင်ဘယ်ခေါင်းစဉ်ရေးလို့ရေးရမှာမသိ
စိတ်ညစ်တယ်လူကဒါနဲ့ကားလေးနော်ဖျားစကားဆိုတော့နားမထောင်ချင်းဖျားမရအောင်လေနားထောင်ရမှာပဲနော်ယောနာနားမထောင်လို့ဖျားကငါလွတ်ပေးလိုက်တာတခြားနေငါ့ကိုဘာလွတ်ပေးလိုက်မလဲမသိဘူးကြောက်တယ်အဲ့တော့ကားလေးကိုမောင်းခြေထောက်လေးနဲ့အဲ့ဆရာအိမ်ကိုဝင်သွားဝင်ချင်းမှာပဲအဲ့ဆရာအိမ်ပြင်ထွက်ပြီးတော့ကျူတယ်ကျေးဇူးတင်တယ်နော်ဘာမှတော့မပြောရသေးဘူးကျေးဇူးတင်တယ်ကားလာပို့ပေးလို့တဲ့ဟာနင်ဘလို့သိရလဲဆိုငါ့ကိုအထဲမှာလဲခံစားပြီးကြတယ်ဒီနေ့ကားလာပို့လိုက်မယ်ဆိုရင်မဟာအေး तू ကတော့ဝမ်းမြောက်တယ်ဒီကတော့ဝမ်းမမြောက်နိုင်အစားနဲ့ဟုတ်တယ်ကျွန်တော်တကယ်ဖခင်ရဲ့စကားကိုကျွန်တော်စန့်ကျင်နေတာအဲ့နေ့ကလေးကနေဆရာလာတဲ့နေ့ကလေးကနေကျွန်တော်အထင်းမှာသိတယ်ကျွန်တော်ကမဟုတ်တာဆရာဟာဒါဖခင်ကလေနော်ဆရာကိုပြီးချင်တာဆရာအိမ်ကိုလာခဲ့လေဘာလို့ကျွန်တော်အိမ်ကိုတဝေထိုးလိုက်တာလဲဒီနေ့စကားနဲ့ပြောရမယ်ဆို location မှာပြီးရောက်လာတာလားအစကနေ location အမှန်ကိုတွားဖို့မဟုတ်ဘူးခုကျွန်တော်စီကိုအရင်ရောက်အဲ့လိုခံစားရတယ်သူနော်ခံစားဒါကြောင့်အာဗြဟံကသူ့သားဣဇက်ကိုပေးတဲ့အချိန်မှာသူငိုတယ်ဆိုတော့ကျွန်တော်ကိုချင်းစားတယ်ဒါသူ့အတွင်းထဲကနေရှာပပတယောက်လေအခုကကျွန်တော်ဥစ္စာမဟုတ်တာတော့ခံစားတယ်ဆိုအာဗြဟံဘယ်လောက်ခံစားမလဲလွယ်ဘူးနော်အဲ့တော့မလွယ်ဘူးလူကဟာသွားပို့သူကလည်းကားတော့ကိုင်တော့ကျွန်တော်ဆွတ်တောင်းပြီးကျေးဇူးတော်ချီးမွမ်းအဲ့နဲ့ပြန်တော့မယ်လို့ပြောတော့ကော်ဖီတောက်သွားအောင်ဘာဖီမှမတောက်ချင်လိုက်ပို့ပေးမယ်လိုက်လည်းမပို့နဲ့အဝေးကြီးနော်တကယ်လမ်းနည်းနည်းဝေးလျှောက်ရဖယားကိုစိတ်ဆိုးပြီးတော့နေပူတဲ့လမ်းလျှောက်ပြီးပြန်လာတယ်တော်ပြီကျန်းစာထဲမှာဖယားတခင်ကပေးပြီးတဲ့ဥစ္စာပြန်မယူပြောတာလေတွားစမ်းပါငါ့ကိုကြတော့ဖယားကပေးပြီးတော့ပြန်ယူတာဖယားတခင်မမိုက်ဘူးအပြန်လာနော်အေးရောက်ဆရာတောင်ညနေခင်းဖုန်းဆက်လာကျန်းစာတစ်ပတ်လာတင်ပေးလို့ရမလားတဲ့သူပြောရပါတယ်တစ်ပတ်တင်ပေးမယ်မနက်ကနေညနေထိတစ်ပတ်လုံးကျန်းစာသွားတင်ခွန်အားရလားလို့မေးတော့လေတရားဟောမှခွန်အားရတဲ့ရုပ်လည်းမပေါ်ဘူးကြည့်အေးလေကိုကလည်းကိုကနေတော့ခွန်အားများတယ်ဆိုတာအောက်ကမရတော့ဘယ်တက်နိုင်မလဲအငယ်သူကလည်းအိမ်ငိုက်သူငိုက်ငိုက်ဟဲငါတင်ချာရှိရတင်ပဲနားလေလားလို့မေးတော့အားလုံးတော့ပြောကြတယ်နားလေတယ်ပြန်မေးကြည့်တလုံးမှမဖြေဘူးကျန်းစာတင်တပတ်တင်ပြီးပြန်လာတဲ့အခါဆရာကနေဦးနဲ့မျိုးစီကျဲဦးမယ်တယ်မပြန်တဲ့အောင်ဆိုသူမျိုးစီကျဲတယ်ကျွန်တော်စာရေးထဲမှာပတ်စံတသိန်းထိပ်တော့ကျွန်တော်မျိုးစီကျဲကျွန်တော်ကလည်းဘယ်ရမလဲဖေရတဲ့ခင်ကျွန်တော်တသိန်းနဲ့တော့လာမနစ်သိန်းနဲ့အများကြီးယူသွားပြီးမှခုမှတသိန်းလောက်လေးနဲ့မယူဘူးတကယ်မယူဘူးသူပြောယူသွားပါမယူဘူးလုံးဝမယူသူတို့ပြောမျိုးစိလိုချင်လို့စမ်းစာလာတင်တာမဟုတ်တကယ်တော့မဟုတ်အများကြီးဆုံးရှုံးသွားလို့အကျော်လောက်အောင်လို့ပြောရသေးရဲ့လေဟာမဟုတ်ပါဆရာယူပေးပါဒါဆိုယူတော့ယူမယ်ပေး10ဘုတ်တဘုတ်1000တူရှိမှာပဲခွဲလိုက်တယ်ဒီမှာတသိန်း1000ခွဲလိုက်ပြီကျွန်တော်ယူလိုက်ပြီနော်ရော့နောက်တဲ့9000အငယ်ဆုံးတို့တူလည်းပြန်ကျဲခဲ့တာအဲ့မှာသူအငယ်ဆုံးတို့တူတွေရှိတယ်သူကအံ့ဩတယ်ခက်ခဲနေတယ်တဲ့ဘာလို့မယူရလဲဆိုနေမသိဘူးနော်နေမသိပါဘူးမယူဘူးဆိုမယူဘူးပေါ့နော်ယူထားလိုက်1000 10ဘုတ်တို့ခွဲအိမ်ပြန်လာအိမ်ရောက်နဖူးပေါ်ပဲလက်တင်လက်ပေါ်ပဲနဖူးတင်ဘာပဲမြင်လဲဆိုအစွမ်းတော့မြင်သွားတဲ့ကာပဲလက်ထဲမှာ340ဘာလို့လဲဆိုတော့လေအရင်ခက်ခဲနေတဲ့အချိန်မှာလေအဲ့လိုအကောင်းရလိုက်တော့ဒါကြီးကိုပဲဘောအိတ်ထင်သွားပြီကိုတွေကဒီထက်ပိုပြီးတော့မမြင်နိုင်တော့ဘူးမလွယ်ဘူးအချိန်မှာဖះကိုလည်းစိတ်ကောက်မိမကိုလည်းစိတ်ကောက်နောက်ဆုံးတမီးကိုလည်းစိတ်ကောက်အကုန်ကောက်နောက်ဆုံးကောက်ချံပြီးတော့ကိုလည်းကောက်တော်ခတ်တာဟုတ်မလွယ်ဘူးလေဟာဒါနဲ့ခဏနေကျန်းစာလေးဖတ်အဖေလေးတောက်ဖုန်းတစ်လုံးဝင်လာတယ်ဖုန်းကနံပါတ်တွေကအများကြီးပဲနိုင်ငံခြားကဖုန်းတစ်လုံးဝင်လာတော့ဖုန်းကောက်ကင်လိုက်ဟယ်လိုတဲ့ဟိုဟာတဲ့အင်္ဂလိပ်ဟောနေတဲ့ဆရာလားဇော်တက်ကိုဟုတ်တယ်ကျွန်တော်ဇော်တက်ကိုပဲအားတဲ့အရန်ခွန်အားရလို့တဲ့မျိုးစစ်အနှင်းငယ်ပါဝင်ခြင်းတယ်သူကလည်းအဲ့လိုပြောတာဆရာကြိုက်တဲ့နေရာ3မျိုးစစ်အနှင်းငယ်ပါဝင်နေရာနဲ့ပါဝင်မဝင်ဒီဖုန်းနံပါတ်ကေပေးဘာပေးညာပေးအကုန်ပေးငွေလက်ခံရရှိပါတက်လာတယ်ပြီးရင်ဖတ်တက်လာတယ်ငွေလက်ခံရရှိပါနှစ်ခါတက်လာခါ3 4 5ခါစိုက်တက်လာတော့ငါဖုန်းကြောင်ဝိုက်လာပေါ့ဘာဖြစ်သွားလဲပေါ့ဟာဒါနဲ့ကေပေးအကောင့်ထဲဝင်ကြည့်လိုက်တော့မြန်မာငွေ390ကျော်ရောက်နေရောဘုရားတကယ်မာဖို့ပြိုင်နေသူတယ်လူကလေနော်အမောင်ထဲကိုကြုံနေရတော့လေဒီလားမိုးလင်းနာတော်မှမရောက်ချင်တော့ဘာဆိုဒီအမောင်ထဲမှာနေသားကိုကြားနေလူကနော်မဖို့ရနေသူတယ်ပေါ့ဒါနဲ့ငါဖုန်းကြောင်လာလားမသိဘူးဆိုတော့ဆက်တွေပါပြန်ရှင်းပါဝါတွေပိတ်ပြန်ဖွင့်90ပဲဒီကွာနော်ဒါကြီးကိုဒီတစ်ခါလဲအရန်ပျော်မိလို့ရှိရင်ဟိုတစ်ခါလို့ပြန်မပျော်ရမှာဆိုလို့
ပြောတော့မပြောရဘူးငါကြည်ခါကျတော့ဖုန်းဆက်လာတယ်ပတ်စံရောက်လာတဲ့ရောက်တယ်ဆရာတဲ့အဲ့ဒါဆရာကြိုက်တဲ့နေရာသုံးဆရာကြိုက်တဲ့နေရာသုံးဆရာအတွက်တကယ်ပါဝင်တာ तू အဲ့လိုပြောအနှဲငယ်အနှဲငယ်လည်း390ကြီးတော့မှာခါမကြောက် तू အများရင်ဘယ်လောက်တောင်ဖြစ်သွားမလဲမသိဒါနဲ့စွတ်တောင်းတယ်ဘုရားသခင်ဒါကကျွန်တော်ပေးတာတေချာရဲ့လားဒီထဲမှာဘာပြောလဲဘာမှမပြောတော့ဒါဆိုတေချာပြီငါဥစားပဲကျေးဇူးတော်ပဲကျွန်တော်30ခိုင်နှုန်းကျွန်တော်ပါဝင်30ခိုင်နှုန်းအင်္ဂလိပ်တော့ပါဝင်တယ်ဒီ channel ဥစားမီတာဆိုတဲ့3နဲ့ဥစားရှိတယ်ငယ်ဆုံးတဲ့သူတွေ3နဲ့ရှိညဥ်ရ၌ငိုကြွေးခြင်းသည်လာရောက်တဲခိုဤနနက်ရန်၌ကတချင်းဆိုရတော့အခွင့်ရှိ၏ဟာလေလုယာတင်းတတထဲမှာလေညဥ်ရန်ရောက်နေတယ်ဆိုရင်အဲ့ဒီညဥ်ရန်မှာပဲဏိကုံချုပ်သွားဖို့ဘုရားသခင်လုံးဝအလိုတော်မရှိပါဘူးအချိန်တိုင်းနနက်ရန်ကိုပြင်ဆင်ပေးမှတချင်းဆိုရတဲ့ခွင့်ကိုပြင်ဆင်ပေးမှဖြစ်တယ်ဟာလေလုယာ